ဝဲမင်္ဂလာပါခင်ဗျာရေလင်းအောင်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအနေနဲ့ကိုလက်ရှိအသုံးပြုနေတဲ့ဒီ Facebook အကောင့်ကိုပေါ့နော် password မေးနေရဆိုရင်ကျွန်တော် log out လုပ်စရာမလိုပဲချိန်လို့ရမယ်အလွယ်ကူဆုံးနည်းလမ်းလေးကိုကျွန်တော်ကအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေက Facebook အသုံးပြုတယ်ပြီးတော့ဒီမိတ်ဆွေအသုံးပြုလက်ရှိအသုံးပြုနေတဲ့ Facebook ကောက်ရဲ့ password ကိုမသိတော့ဘူးမေ့နေရဆိုရင် log out လုပ်စရာမလိုပဲဒီနည်းလေးအတိုင်းချိန်လို့ရပါတယ်ဗျ။ကျွန်တော်စလိုက်အောင်ပထမဦးဆုံးအနေနဲ့ကျွန်တော် Facebook ထဲကိုရောက်ဝင်လိုက်ပေါ့နော်ဝင်ပြီးရင်ဒီညာဘက်အပေါ်ဆုံးမှာကျွန်တော်ဒီ menu button လေးအတန်း၃တန်းရှိရပေါ့နော်အဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးကျွန်တော်အောက်ကိုဆွဲလိုက်ပေါ့နော်အောက်ဆုံးကိုဆွဲလိုက်ရင်ကျွန်တော်ဒီနေရာမှာ setting and privacy ဆိုတာလေးရှိတွေ့ရပါလိမ့်မယ်အဲ့ setting and privacy ဆိုတာလေးကိုနှိပ်လိုက်ပါဗျ။ setting ရဲ့ privacy ကိုနှိပ်လိုက်ရင်ကျွန်တော်တို့မှာ setting ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရမယ်ပေါ့နော်ဒါကတော့ဒါတော်တော်များများလဲသိပြီးသားပါကျွန်တော် Facebook နဲ့ပတ်သက်ပြီးတခုလုပ်ချင်ဒီထက်သွားလောက်ရတာပေါ့နော်အဲ setting ကိုနှိပ်လိုက်ပါ setting ထဲကိုရောက်ပြီဆိုရင်တော့ဒီနေရာမှာFacebook ရဲ့ version ပေါ်မူတည်ပြီးတော့သဘောတရားပုံစံအနေငယ်ပြောင်းလဲနိုင်ပါတယ်အဓိကသွားမှာကတော့ကျွန်တော် password and security ဆိုတဲ့နေရာကိုသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Facebook account setting မှာတော့ password and security ကဒီမှာပေါ်နေရပေါ့နော်ဒီနေရာမှာပေါ်နေရဖြစ်တဲ့အတွက်အဲ့နေရာကိုနှိပ်ရမယ်အကယ်၍မိတ်ဆွေတို့ကဒီအပေါ်မှာဒီလိုပုံစံမျိုးလေးမပေါ်ဘဲနဲ့ဒီအောက်ပိုင်းမှာလာပေါ်နေရဆိုရင်ဒီအောက်ကဒီ password and security ပေါ်တဲ့နေရာကိုနှိပ်ရမယ်ပေါ့နော်ကျွန်တော်အခုလက်ရှိသုံးတဲ့ Facebook ကတော့ version ကတော့နောက်ဆုံး Play Store မှာနောက်ဆုံး version ပေါ့နော်အဲ့ဟာကိုသုံးထားပါတယ်ဗျဒါကြောင့်အဓိကပြောချင်တာကတော့ဒီ setting ထဲကိုရောက်ပြီဆိုရင် password and security ဆိုတဲ့နေရာလေးကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျpassword security နဲ့လည်းကျွန်တော်ဒီလိုမျိုးလာတွေ့ရလိမ့်မယ်အဲ့ဒီနေရာမှာကို Facebook ကောက်ရဲ့ password မေ့နေအောင်ချိန်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ password security ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ရမှာဖြစ်ပါတယ်ဒီနေရာလေးကိုထပ်ပြီးနှိပ်လိုက်ပါဗျဒီတိုင်းနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်ဒီနေရာမှာ chain password ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျဒီ chain password ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တစ်ချက်နှိပ်ပေးပါchain password ကိုနှိပ်လိုက်ရင်တော့ဒီလိုမျိုး chain password ဆိုတဲ့နေရာမှာမိတ်ဆွေရဲ့ Facebook က Instagram နဲ့ပါချိတ်ထားတယ်ဆိုရင်တော့လူမျိုးနှစ်ခုလာတွေ့နေမှာပါ။အကယ်၍မိတ်ဆွေက Facebook တစ်မျိုးတည်းပဲသုံးနေဆိုရင်တော့ဒီအပေါ်က Facebook တစ်မျိုးတည်းပဲပေါ်မှာပါဗျ။ကျွန်တော်ကနှစ်မျိုးသုံးလို့နှစ်ခုပေါ်နေရပါတော့။ကျွန်တော်အဓိကကတော့ဒီ Facebook ဆိုကိုယ့်ရဲ့ Facebook ကောက်နေအောက်ကဒီ Facebook icon လေးနဲ့ဟာကိုကျွန်တော်နှိပ်ပြီးတော့ရှေ့ဆက်သွားမှာဖြစ်ပါတယ်။အဲ့လေးကိုတစ်ချက်နှိပ်လိုက်ပါ။နှိပ်ပြီးရင်တော့ကျွန်တော်တို့ဒီနေရာကလူတိုင်းသိပြီးသားပဲဒါပဲကျွန်တော် Facebook password ချိန်တဲ့နေရာပေါ့နော်ကိုက password အဟောင်းကိုသိရဆိုရင်တော့ဒီ current password ဆိုတဲ့နေရာမှာကိုယ့်ရဲ့ password အဟောင်းထက်ပြီးရင်ကိုအသစ်ချိန်နေတဲ့ password ကိုဒီ new password နဲ့ return new password မှာကျွန်တော်တူအောင်ပြန်ရေးပြီးအလွယ်တကူချိန်လိုက်ရမယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့သွားမယ့်နီလန်ကဒီနီလန်မဟုတ်ဘူးဒီနီပုံစံနဲ့မသွားဘူးပေါ့နော်ကျွန်တော်ကဘာဖြစ်နေရလဲဆိုတော့ဒီ current password ဆိုတဲ့နေရာမှာ password အဟောင်းကိုပြန်ထည့်ဖို့အတွက် password မေ့နေရပါတော့ကျွန်တော်တို့လက်ရှိသုံးတဲ့ Facebook ကောက်ကို password မေ့နေဆိုရင်ကျွန်တော်ဒီနီအခုပြမယ့်နီတိုင်းသွားပါကျွန်တော်ဒီအပေါ်ကဘာမှထည့်စရာမလိုဘူးဒီအောက်မှာရှိတဲ့ forgot your password ဆိုတဲ့အပြောင်စာတန်းလေးကိုတစ်ချက်နှိပ်လိုက်ပါဗျဒါလေးကိုနှိပ်လိုက်ပြီဆိုရင်တော့မိတ်ဆွေ Facebook ကောက်ဖွင့်တော့ကထည့်ထားခဲ့တဲ့